တော့အလုံးနဲ့ပတ်သက်ဆက်ဆက်တဲ့ဒီနေ့ပြောရရင်ကုသိုလ်ကောင်းမှုတိုင်းနဲ့ပတ်သက်ဆက်ဆက်တဲ့အနုမောဒနာတရားစကားလေးပြောပါမယ်ဦးဇင်းတို့ဓမ္မပဒပါဠိတော်ထဲမှာရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလအက္ခတဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဂါထာတော်နှစ်ပုဒ်ရှိတယ်အတာရေတာရမတိနောတာရိသာတာရဓတ္တိနာတေတာရနာတိကိသန္တိမိစ္ဆာသင်္ကပ္ပခောစရာတဲ့ပထမဂါထာလေးအတာရေတာရမတိနောတာရိသာတာရဓတ္တိနာအတာရေအနှစ်သာရမရှိသည့်အရာ၌တာရမတိနောအနှစ်သာရရှိတယ်လို့မှတ်ထင်၍နေကြကုန်သောတာရိသာအနှစ်သာရရှိတဲ့အရာတို့၌ကအတ္တာရဓတ္တိနာအနှစ်သာရမရှိဟုသိမြင်၍နေကြကုန်သောမိစ္ဆာသင်္ကပ္ပခောစရာမှားယွင်းတဲ့အတွေးအကြံရှိကြတဲ့ပုဂ္ဂိုလ်တို့အတွက်တာရံတကယ်အနှစ်သာရရှိတဲ့အရာကိုနာတိကိစ္ဆန္တိမရနိုင်ဘူးတဲ့ဒီခြေရာလေးပြန်ပြီးတော့နားထောင်ကြည့်နော်တန်ဖိုးမရှိတာကိုတန်ဖိုးရှိတယ်လို့မှတ်ထင်နေကြတယ်တန်ဖိုးရှိတာကိုကြတော့တန်ဖိုးမရှိဘူးလို့မှတ်ထင်နေကြတယ်အတွေးအခေါ်အယူဆမှားယွင်းနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်တကယ်တန်ဖိုးရှိတဲ့အရာကိုမရနိုင်ဘူးတဲ့ဟုတ်တာပေါ့သင်ကိုယ်ကဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဘာကအနှစ်သာရရှိတယ်ဘာကအနှစ်သာရမရှိဘူးလို့ခွဲခြားဝေဖန်နိုင်တဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တယောက်အတွက်တကယ်တန်ဖိုးရှိတဲ့အရာကိုရနိုင်မလားမရနိုင်ဘူးနော်နောက်ဒုတိယဂါထာလေးဆက်ပြီးတော့ပြောတယ်တာရင်စတာရတောညတ္တဝါအတ္တရင်စအတ္တရတောတေတာရအဓိကိသန္တိသမ္မာသင်္ကပ္ပခောစရာဒါကြတော့ဆန့်ကျင်ဘက်ကလေးပြောတယ်အတွေးအခေါ်အယူဆမှန်ကန်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့အနှစ်သာရရှိတာကိုအနှစ်သာရရှိတယ်လို့သိတယ်အနှစ်သာရမရှိတာကိုလည်းအနှစ်သာရမရှိဘူးလို့သိတယ်တန်ဖိုးရှိတာနဲ့တန်ဖိုးမရှိတာကိုခွဲခြားပြီးတော့နားလေတယ်ပေါ့နော်အဲ့လိုနားလည်မှုရှိတဲ့အတွက်ကြောင့်အဲ့လိုပုဂ္ဂိုလ်တွေဟာတကယ်တန်ဖိုးရှိတဲ့အရာကိုအရာယူနိုင်ကြတယ်တဲ့။ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အနှစ်သာရရှိတာတန်ဖိုးရှိတာကိုရယူပိုင်ဆိုင်လို့တဲ့ဆိုရင်အစကနဦးဘာကအနှစ်သာရရှိတယ်ဘာကအနှစ်သာရမရှိဘူးဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုအရင်ခွဲခြားပြီးတော့နားလည်ဖို့မလိုဘူးလား။ဖာကန်တို့မိုးကုတ်တို့ကိုသွားပြီးတော့ကြောက်ရှာကြတဲ့ပုဂ္ဂိုလ်တွေဘယ်ကြောက်ကဖိုးတန်တယ်ဘယ်ကြောက်ကဖိုးမတန်ဘူးဘယ်ဟာကတော့သုံးစားလို့ရတယ်ဘာကတော့သုံးစားလို့မရဘူးဆိုတာတော့မှမသိဘူးဆိုရင်ဒီလူကြောက်ကိုရှာလို့ရနိုင်မလားတန်ဖိုးရှိတာနဲ့တွေ့လေသူကတန်ဖိုးမရှိဘူးလို့ထင်ရင်ထင်နေမှာလေတန်ဖိုးမရှိတာကြီးကိုလည်းတန်ဖိုးရှိလို့ထင်ရင်ထင်နေမှာလေသူထင်ပြီးထင်ရရောက်မိရောက်ရလုံးမိလို့ရလုံးပြီးတော့တန်ဖိုးရှိတာတွေနဲ့လွဲချော်ပြီးတော့တန်ဖိုးမရှိတာတွေနဲ့ပဲသူတွေ့ကြုံနေရမှာဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့လောကမှာဘယ်ဟာကတန်ဖိုးရှိတယ်ဘယ်ဟာကတန်ဖိုးမရှိဘူးဆိုတာကိုအစကတည်းကခွဲခြားဝေဖန်ပိုင်းခြားတတ်ဖို့လိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဒေသနာထဲမှာသမ္မာသင်္ကပ္ပခောဆိုတာမှန်ကန်တဲ့အတွေးအခေါ်လင်ကျက်စားရအာယုံရှိတဲ့ပုဂ္ဂိုလ်မိစ္ဆာသင်္ကပ္ပခောဆိုတာမှားယွင်းတဲ့အတွေးအကြံလင်ကျက်စားရအာယုံရှိတဲ့ပုဂ္ဂိုလ်အခြေခံကအဲ့ဒါကွဲရသွားတာနော်အတွေးအခေါ်အယူဆမှန်ကန်တယ်ဆိုရင်သူနားလည်မယ်အတွေးခေါ်ယူဆမှားယွင်းနေတယ်ဆိုရင်သူ့ရဲ့နားလည်မှုတွေကလည်းမှားယွင်းနေမှာပဲအဲ့လိုဆိုရင်တန်ဖိုးရှိတာအနှစ်သာရရှိတာကိုရယူဖို့အတွက်အများကြီးအခက်အခဲဖြစ်သွားပြီနော်အဲ့တော့ဦးဇင်းတို့ဘာကိုပြောကျင်လို့ဒီဏ္ဍန်စကားလေးကိုချီနေတာတော့ဆိုတော့ဘဝမှာတကယ်တန်ဖိုးရှိတဲ့အရာတွေဟာဘယ်အရာတွေလဲဆိုတာကိုသိဖို့အဲ့ဒါဦးဇင်းတို့အလွန်ထင်ရှားတဲ့ကဏ္ဍဇတ်တော်မှာလာတဲ့တန်ဖိုးရှိတာနဲ့တန်ဖိုးမရှိတာကိုနှိုင်းယှဉ်ပြီးတော့ပြထားတဲ့နားလဲစရာသိစရာလည်းအလွန်ကောင်းတဲ့အကြောင်းအရာတွေ၃ခုရှိတယ်။အဲ့ဒီမှာဗာပြောထားလဲဆိုတော့ပစ္စည်းဥစ္စာရဲ့အနှစ်သာရသည်ဧကံစွန့်ကြဲလှူဒန်းခြင်းဒါနကောင်းမှုဖြစ်တယ်။ခန္ဓာကိုယ်ရဲ့အနှစ်သာရသည်ကိုယ်နဲ့နှုတ်ကိုစောင့်စည်းထိန်းသိမ်းခြင်းလို့ဆိုတဲ့သီလတရားဖြစ်တယ်။ရှင်းသန်းနေရတဲ့အသက်ရဲ့အနှစ်သာရသည်
ဒီဘဝဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်မှုပညာဆိုတဲ့ဘာဝနာတရားဖြစ်တယ်ဆိုတဲ့စကားဒါသုံးစုံပြောတယ်နော်ဥစ္စာပစ္စည်းရဲ့အနှစ်သာရသည်ဒါနကောင်းမှုခန္ဓာကိုယ်ရဲ့အနှစ်သာရသည်သီလကောင်းမှုရှင်သန်နေရတဲ့ဘဝတစ်ခုဇီဝိတလို့အဲ့ဒီကပြောတယ်အသက်ပေါ့နော်တစ်ချိန်ပြီးတစ်ချိန်နေထိုင်ရှင်သန်နေရတဲ့ဒီအသက်ရဲ့အနှစ်သာရသည်ဘာဝနာကောင်းမှုလို့ပြောတယ်အဲ့လိုသူကတန်ဖိုးရှိတာကိုရွေးချယ်ပြီးတော့ပြတဲ့နေရာမှာအကြောင်းပြချက်ကလေးတွေနဲ့ပြောတာအလွန်စိတ်ဝင်စားတဲ့အကောင်းတယ်ဥစ္စာပစ္စည်းရဲ့အနှစ်သာရသည်ဒါနကောင်းမှုဖြစ်တယ်ဆိုတဲ့စကားကိုသူကအကြောင်းမဲ့ပြောတာမဟုတ်ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ပြောတာညင်းချက်ထုတ်လို့မရအောင်ဥစ္စာပစ္စည်းရဲ့အနှစ်သာရသည်ဒါနကောင်းမှုဖြစ်တယ်ဆိုတဲ့စကားကိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့ပြောတာအဲ့ဒါလေးကိုတိတိကျကျအာယုံစိုက်ကြည့်နော်ပိစန္ဒံဝေဒနာတာရဏဘာဝေနနိတ္တာရတဣမတ္တဒဏတ္တဒါနနာမတာရောတဲ့ပိစန္ဒံဝေဒနာယံသူမျိုး၅ပါးတို့ဖြင့်နိတ္တာရတ္တတာရဏဘာဝေနအမြဲတမ်းဆက်ဆံနေသည့်ဖြစ်ကြောင်းနိတ္တာရတ္တအနှစ်သာရကင်းမဲ့သောဣမတ္တဒဏတ္တဤဥစ္စာပစ္စည်းဥစ္စာတို့၏နောတာရောနာမအနှစ်သာရမြည်သည်ကဒါနံဒါနတရားတွေတော့ဒီထဲမှာဥစ္စာပစ္စည်းရဲ့နော်အနှစ်သာရကင်းမဲ့ပုံနော်ဒါနကောင်းမှုရဲ့နော်ဥစ္စာပစ္စည်းရဲ့အနှစ်သာရဖြစ်ရပုံကိုသူအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ပြောသွားတာဒါကဓမ္မတို့ဦးဇင်းတို့ပိုင်ဆိုင်မှုဆိုတာအတိုင်းအတာတစ်ခုထိလူတိုင်းမှာကိုယ့်ဟာနဲ့ကိုယ်ရှိကြပါတယ်အဲ့ဒီပိုင်ဆိုင်မှုတွေဆိုတာတကယ်တမ်းဉာဏ်နဲ့စိစစ်ကြည့်မယ်ဆိုရင်အချိန်မရွေးပျက်စီးသွားနိုင်တယ်ပေါ့ဥစ္စာပစ္စည်းရဲ့အဓိကအားနည်းချက်အဲ့ဒါပါပဲအချိန်မရွေးငါဟာမဟုတ်တော့ဘူးဆိုတာဖြစ်သွားနိုင်တယ်အဲ့ဒါကိုသူကပေါ်လွင်ထင်ရှားအောင်ဘယ်လိုပြောတော့ယံသူမျိုး၅ပါးနဲ့အမြဲတမ်းဆက်ဆံနေတယ်တဲ့ရေမျောရင်လည်းကုံသွားနိုင်တယ်မီးလောင်ရင်လည်းကုံသွားနိုင်တယ်တော့တရားမစောင့်တဲ့မင်းစိုးမင်းကြီးကအတင်းအဓမ္မတိမ့်သွားရင်လည်းကုံသွားမယ်တခိုးဓမြတွေရတိုက်ခိုက်လူရဲ့ချင်းခံရရင်လည်းကုံသွားမယ်အမွေခံသားစုသမီးစိုးတွေဟာကိုမသိအောင်ဖြုံးတီးဖြည့်ဆည်းမယ်ဆိုရင်လည်းကုံသွားနိုင်တယ်ဥစ္စာပစ္စည်းရဲ့အာဏာချက်ကိုထောက်ပြတော့နော်ဒီကနေ့ငါဟာလို့ဆိုပေမဲ့မနေ့ပြန်မှာငါဟာဟုတ်ချင်မှဟုတ်တော့မယ်ပေါ့အဲ့တော့ဒီနေ့မှာဦးဇင်းတို့ဖြည့်ဆွက်ပြီးတော့စဉ်းစားရရှိတာကရန်သူမျိုး၅ပါးကမဖြစ်စည်းတော်လည်းပဲဥစ္စာပစ္စည်းဆိုတာဒီခန္ဓာကိုပျက်စီးလို့သေရပြီဆိုရင်ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးဆိုတဲ့အချက်ကိုတော့လည်းပဲစဉ်းစားမိဖို့လိုတယ်အဲ့ဒါကြတော့ဘယ်သူမှရှောင်လို့မရဘူးနော်တချို့ကံကောင်းအကြောင်းလှလို့ဒီဘဝမှာမိမိရှာဖွေစုတည်သိသိထားတဲ့ဥစ္စာပစ္စည်းတွေကိုဘယ်ရန်သူမျိုးကမှလူယူဖြစ်စည်းတာကိုမခံရပါဘူးအသက်ထက်ဆုံးခွဲခြားဝေဖန်သုံးဆွဲတားနိုင်ခြင်းရှိတယ်ပေါ့ဒါပေမဲ့လို့ခန္ဓာကိုယ်ပျက်စီးလို့သေရပြီဆိုရင်တော့အဲ့ဒီပိုင်ဆိုင်မှုတွေဟာကိုယ်နဲ့ပါဆိုင်နေတယ်လေအားမဆိုင်တော့ဘူးအဲ့ဒါကိုယ့်အတွက်ပျက်စီးသွားပြီလို့ပဲဆိုရတယ်အဲ့ဒီအချက်ကိုဦးဇင်းတို့တွေးမိဖို့လိုတယ်အဲ့ဒါကိုဦးဇင်းတို့အရိဋ္ဌသုတ်တန်ထဲမှာတော့မရဏမီးလောင်နေလို့သုံးတယ်လူတွေကမရဏမီးလောင်ရင်ခန္ဓာကိုယ်ပဲပျက်စီးသွားတာလို့မြင်မိတယ်အမှန်ကမဟုတ်ဘူးအကုန်လုံးပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအိမ်တစ်လုံးကိုမီးလောင်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီမီးလောင်အိမ်တွေကနေပြီးတော့နော်ထုတ်ယူနိုင်တဲ့အရာကိုယ့်အတွက်တန်ဖိုးရှိတယ်ထုတ်မယူလိုက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါတွေအကုန်လုံးဟာမီးထဲပါသွားလိမ့်မယ်ဒါဥမာလေးပြောတာနော်အိမ်တစ်လုံးမီးလောင်နေတာကိုမျက်စိနဲ့မြင်ကြည့်ပေါ့နော်ဘာလေးပဲယူလိုက်နိုင်အဲ့ဒါဟာမီးဘေးကလွတ်တဲ့အတွက်ကြောင့်ကိုယ့်အတွက်သုံးလို့ရတယ်မယူလိုက်နိုင်တဲ့များသောအရာတွေအကုန်လုံးဟာဖြစ်သွားတော့မီးထဲပါသွားမယ်အဲ့လိုပဲဘဝဆိုတာအမြဲတမ်းမီးလောင်နေတယ်လို့ဆိုတယ်အဲ့ဒီမီးကဘာမီးတော့ဆိုတော့အဲ့ဒီတော့ဇရာမရဏလို့ပြောတယ်အဓိကတော့မရဏပေါ့မရဏဆိုတာဘာတော့နှပျက်စီးသွားတဲ့သဘောတော့တဘောတစ်ခါပြက်တဲ့မရဏရှိတယ်လို့အချိန်တိုင်းပြက်နေတဲ့မရဏလည်းရှိတာပဲတော့ဒီနေရာမှာဥစဉ်လေးလေးနက်နက်လေးတွေးမိတာလေးကိုပြောခြင်းတယ်ဆိုကြပါစို့တဘောတစ်ခါတည်ရတဲ့မရဏမီးလောင်ပြီးဆိုရင်တော့အကုန်လုံးပြတ်သွားတယ်ဒါကတော့ထင်ရှားတယ်ပေါ့ကိုဘာမှပိုင်းခြားဝေဖန်ခွင့်လည်းမရှိတော့ဘူးကိုယ်နဲ့လည်းဘာမှမဆိုင်တော့ဘူးပြီးသွားပြီ
သို့တော့ဆက်ပြီးတော့အဲ့ဒီစကားလေးကိုအခြေခံပြီးတော့လေးလေးနက်နက်တွေးသိချင်တာလေးတစ်ခုကအချိန်တိုင်းမရဏမီးလောင်ပြီးတော့ပြီးဆုံးလိုက်နေတဲ့အနေအထားလေးကိုစဉ်းစားသိချင်တယ်အဲ့ဒီမရဏမီးလောင်ရင်ဘာဆုံးရှုံးသွားလဲဘာမီးတဲ့ပါသွားလဲဆိုရင်ဦးဇင်းမြင်တာပြောမှာနော်အခွင့်အရေးမီးတဲ့ပါသွားတယ်တဏှာဤစာနေလိုက်လို့တဏှာဤစာဘဝကုန်သွားပြီဆိုရင်အဲ့ဒီတဏှာဤစာလုတ်ပိုင်ခွင့်ရှိသေးသလားမရှိတော့ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီအချိန်လေးကိုကိုကမဟုတ်တာတွေလုံးမယ်ဆိုရင်မဟုတ်တာတွေပဲရလိုက်မှလေဟုတ်တာမရလိုက်ဘူးပေါ့ပေါ့ရောနေလိုက်မယ်ဆိုရင်ဘာမှတော့မရလိုက်ဘူးမိတဲ့ပါသွားပြီဟုတ်လားဘာပါသွားတော့အခွင့်အရေးလို့ပြောခြင်းတယ်ဟုတ်လားအဲ့ဒီအခွင့်အရေးကဘာမှဆိုဖြစ်နိုင်တဲ့အခွင့်အရေးပဲသီလလည်းဖြစ်နိုင်တယ်တမာတိလည်းဖြစ်နိုင်တယ်ပညာလည်းဖြစ်နိုင်တယ်ကိုမထုတ်ယူလိုက်နိုင်တဲ့အတွက်ကြောင့်ဘာမှမရလိုက်ဘူးဆိုရင်အဲ့ဒီအချိန်ကိုအရင်တို့ပြန်ရနိုင်သလားမရနိုင်ဘူးเนาะဒီလိုနဲ့ကုံလိုက်နေတာဒီလိုနဲ့ကုံလိုက်နေတာဒါကြောင့်ယောဂီတို့ဒီ9ရက်လေးကိုတန်ဖိုးထားဖို့လိုတယ်ဒီ9ရက်ကဒီပြင်ရက်တွေနဲ့မတူဘူးလို့ဦးဇင်းထင်တယ်ဒါကအကုန်လုံးအရန်တဲ့ကောင်းတာလုပ်ဖို့အတွက်အခြေအနေကောင်းတွေအကုန်လုံးဖန်တီးထားရရောက်တယ်ဒါဘယ်သူဖန်တီးအောင်ဆိုကိုယ်တိုင်ပဲဖန်တီးတာပဲဒီနေရာလေးကိုသွားမယ်သွားလုပ်မယ်စားစရာဝတ်စရာနေစရာဒီချိန်ဘာမှပူစရာမလိုအေးဆေးလေးလုပ်ရုံပဲလေဟုတ်လားဒီအချိန်လေးကိုဘယ်သူဖန်တီးတာတော့အဓိကကိုယ်တိုင်ဖန်တီးတာငါလှုပ်တဲ့တော့သွားလှုပ်အောင်မယ်ဟုတ်လားဒါဖန်တီးထားတာအခွင့်အရေးကောင်းလေးပဲတဲ့ဟာလေးကဟုတ်လားအဲ့ဒါကိုခပ်ပေါ်ပေါ်နေလိုက်မယ်ဆိုရင်လည်းခပ်ပေါ်ပေါ်နဲ့တန်တာလောက်ပဲရမှာပေါ့နော်အလေးနဲ့ထားပြီးလုပ်မယ်ဆိုရင်လည်းပဲအလေးနဲ့ထားပြီးလုပ်တာနဲ့တန်တာကိုရမယ်ပေါ့တေးကြတာကတော့ကိုဘလို့အသုံးချသည်ဖြစ်စီမချသည်ဖြစ်စီဒီဟာကတော့မီးတွေကတော့အမြဲတမ်းပါနေတယ်မီးလောင်ရင်းနေဆွဲထုတ်နိုင်ဖို့လိုတယ်အချိန်တိုင်းမီးလောင်နေအဲ့ဒါကိုလုပ်နိုင်ဖို့လိုတော့တန်ဖိုးရှိတာကိုဆွဲထုတ်နိုင်ဖို့လိုတယ်ဆွဲမထုတ်နိုင်ဘူးဆိုရင်မီးတွေပါတော့မှာနော်ဒါကြောင့်ဒီဥမာကအများကြီးစဉ်းစားရကောင်းတယ်ဒီမှာတော့ဘုရားလောင်းတော်အောင်ကြီးကဥစ္စာပစ္စည်းရဲ့တန်ဖိုးမဲ့ပုံထင်တယ်လို့ကြီးမဟုတ်ပုံကိုသူကဘာကိုအကြောင်းပြပြီးတော့ပြောတော့ဖြည့်စည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပျက်စီးသွားတယ်လို့နော်ခိုင်မာတဲ့သဘောမရှိဘူးနော်အာကိုအာရတကယ်ပြုလိုက်တဲ့အရာမဟုတ်ဘူးသူကြီးတက်တက်ဖြစ်လာဆိုရင်တော့အရန်ကြီးတန်ဖိုးမရှိသေးဘူးတိုးတော့ဒီဥစ္စာပစ္စည်းတွေကိုပဲအကြောင်းပြုပြီးတော့ဆွန့်လွတ်မှုဆိုတဲ့ဒါနကောင်းမှုပေးမယ်ကမ်းမယ်လှူမယ်တမ်းမယ်ဝေမယ်မျှမယ်ကိုယ်ဥစ္စာပစ္စည်းကိုပဲအခြေခံအကြောင်းပြုပြီးတော့တခြားသောတတ္တဝါတွေချမ်းသာဖို့အတွက်လုံနိုင်မယ်ဆိုရင်တကယ်စစ်မှန်တဲ့ကျင့်တတ်မှုကိုရပြီးတော့မြင့်မြတ်တဲ့ကောင်းမှုကိုပြုရရောက်တယ်ဟုတ်လားဒါကြောင့်ဥစ္စာပစ္စည်းရဲ့အနှစ်သာရတွေဒါနကောင်းမှုဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာဒါနဆိုတာဥစ္စာပစ္စည်းနဲ့ကင်းပြီးတော့လည်းပဲဖြစ်လို့မရဘူးလေနော်ဆွန့်လွတ်တယ်ဆိုတာဆွန့်လွတ်စရာတစ်ခုခုရှိမှပေါ့ဟုတ်လားအဲ့တော့ဆွန့်လွတ်မှုမပါတဲ့ပိုင်ဆိုင်မှုတတ်ကလည်းပဲတန်ဖိုးရှိတယ်လို့ပြောလို့မရအောင်ဒါကြောင့်တရားမတို့ဥရှင်တို့တွေပိုင်ဆိုင်မှုဆိုတဲ့အရာတွေကနေပြီးတော့ဆွန့်လွတ်မှုဆိုတဲ့အနှစ်သာရရှိတဲ့အရာကိုရအောင်ယူနိုင်ဖို့လိုတယ်ဒါနနဲ့ဒဏကိုရှင်းပြီးတော့တွေးတတ်ဖို့လိုတယ်ပေါ့နော်ဥစ္စာပစ္စည်းဆိုတာဒီရှင်းတတ်နေတဲ့အခိုက်အတန့်မှာမရှိမဖြစ်သူ့ရဲ့အရေးပါမှုကလည်းပဲအလုံးမကြီးကျယ်ပါလေသို့တော့သူ့ထက်ပိုပြီးတော့တန်ဖိုးရှိတဲ့အနှစ်သာရရှိတဲ့အရာကိုသူ့ကိုပဲအကြောင်းပြုပြီးတော့ရယူနိုင်သေးတယ်ဆိုတာကိုတော့မြင်နိုင်ဖို့မလိုဘူးလားလိုတယ်သူ့ထက်တန်ဖိုးရှိတာကိုရယူနိုင်သေးတယ်အဲ့ဒါပါတော့ဒါနကောင်းမှုပေါ့နော်ဒါကြောင့်ဝေနိုင်မျှနိုင်ဖို့လိုတယ်ခွဲခြမ်းနိုင်ဖို့လိုတယ်ဟုတ်လားဒါဟာကြီးကျယ်တဲ့စိတ်ကျေပြတ်တဲ့စိတ်ဟုတ်လားကိုယ်ပိုင်ဥစ္စာပစ္စည်းကိုကိုယ်တယောက်တည်းသုံးစားတာလေသူတစ်ပါးကိုဝေနိုင်တဲ့စိတ်ဓာတ်ကဘယ်ဘက်ကပဲတွေးကြည့်အဲ့ဒီဥစ္စာဟာမြင့်မြတ်တဲ့တန်ဖိုးရှိတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဟုတ်လားဒါကဘုရားအလောင်းတော်ကောင်းကြီးစဉ်းစားတဲ့နော်စဉ်းစားချက်ကိုအခြေခံပြီးတော့ပြောတာနော်တန်ဖိုးရှိတာနဲ့တန်ဖိုးမရှိတာကိုပိုင်းခြားပြီးတော့နားလည်ဖို့လိုတယ်ဆိုတာကနေပြီးတော့ဒီအချက်ကိုရောက်နေတာဟုတ်လားဥစ္စာပစ္စည်းတွေပစ္စည်းတွေအကြောင်းတရားများစွာကြောင့်ပစ္စည်းသွားနိုင်တယ်သိကြတာကတော့ခန္ဓာကိုယ်ပစ္စည်းလို့သိပြီဆိုရင်ထားခဲ့ရမှာပဲကိုယ်နဲ့ဘာမှမဆိုင်တော့ဒါကြောင့်ပိုင်းဆိုင်နေရတဲ့အခိုက်အတန့်လေးအတွင်းမှာဒါကိုအသုံးချနိုင်ဖို့တန်ဖိုးရှိတာကိုပြောင်းလဲနိုင်ဖို့တန်ဖိုးရှိတဲ့အဖြစ်ကိုပြောင်းလဲနိုင်ဖို့လိုတယ်ဆိုတာကိုပြောတာနော်အဲ့လို့ဆိုရင်ဒုတိယအနှစ်သာရရှိတာကိုဆက်သွားရမယ်ဒုတိယဘာပြောတော့ဆိုတော့ခန္ဓာကိုယ်ရဲ့အနှစ်သာရသည်သီလကောင်းမှုဖြစ်တယ်လို့ပြောတယ်အဲ့ဒါကိုလည်းခန္ဓာကိုယ်ဟာတန်ဖိုးမဲ့တယ်ကိုချင်းသီလသည်တန်ဖိုးရှိတယ်ဆိုတာကိုသူကအကြောင်းပြချက်နဲ့ပြောတာပါပဲဘဟုရောဂနံတာရဏဘာဝေနနေတာရတဣမတ္တတိလတ္တ
Imata Kandata Tilana Mataro. Dikana Goya Dambo Mebungo to a Yanka of Pura Maho. The Alamado within Yashi Dare, Dikana, Dambo Made, Bajan Lesoro, Bahu Rogan and Taradana Bawina. Lum Yabiare, Shoga, with an Arone, but the Sesani Lord. Hola, Shoga, Kayak move, she said, Joya Popian move, no? Yokana Goya, Medan Popian, Giran and Beta Verquare. The Popian move, Medan, she needed. Tajamolo. Yoga Sura, Bau Biora, Dolo, Yandabaga, Yasofia, made of Yasofia, Yoga Sura, show Sui, Biora, show the Abu Biora, Lupsi. Hola, Yedan Popian. It is Yoga Popian Mugo, Yoga Locore, it is Yoga down, no, a kayak kede, so the Sigma, Shibola, the Vogu, Widena Lupia. Hola, Yoga, and Widena, like well, Mia, no? Popian Mua, Yoga, Kayak Kadaga, Widena. The Dikana Goya, Kayak Kitchen, so the wooden eye, a jound the abside, Shoga, don't yoga, gay. Tayam to her dambo made it. The Kuba yoga, Miran Shini, so those are. We know the day, no, leading the net, Miandapo. O say on Sigan Ayama, not see to see Saniama, Yoga Shidelo, Tira, Tajanda Tina, Arabama Keva, no? Todo a chain like Kanagua, Macone the Bolero, she needed Surago, Lakanamo, Mienda Polo. Within the Gula Bidu Todama. And now so you're young, Piago Alo Chede, Nagula Bida, the guy, Hola, yes, Rafaela, shout at Shieli. Though now so you're young, maybe no Piane Yantangarigo, now the Chima Pumia, but a tape of data, Dajan Tuya, Lema. She lives in a Jewish image, the Gamu of Yova, Yasofia, Tauman, Yasofia, the Gaji, Dikana Gosora. No, who the loan the poet said there? Jivari ne Otara, Bakai Mamuma, Meshiu, Mieda Yoga, Hisamu, Kaniari, Taja, the Kana Lamia, Kugo, Nick Almari, look, Martin, Machine, Yosu Machine, Dilua, Kanaya Jango, Matilu, my Melu Pura. Kana Gosora, the Kanalimia don't count it the ball, Meshiu, Daja. The Yokana either Nayan Nanivazi, Naya Sekana or Mana on Ne Melo, Lucia Melo, Yasofia, alone put and did an hour in my pura. Kuda Navazi, Segman Navazi, Nes de Soma. Also, Kuaro Dua, Mana Usuram Shiu, a G. The Napjintana Jovara, Dave Quaratua, Najimu, Kankamu, Madadamu, a Simibi Musura, Nia Musoma, a chain Musoma, but you know, she needed. That will mean the full load. Canalong Yini, tiny light and Negover, Canago, Simibi Muzuma, Huna, Biatina, Biapiana, really. How the mola? So do the tiny regiment, go down, Tinsadi. A generation Marago, do it in a go Canagui, Popian, a quadrim Tami, Matiu, no? Then allow a Simibi Usuin, a cigar automated to her to Pinsen like Biza, so the Matinsia like football. A Guanini, tiny, so the 2 year Popian will you were Zimbi Tangini of the Mupian. Howla? Takana Goya, Miera, Kankamune, Yotui Shedeni, Shinide Surago, Niame. Diloneve, Piro Bashidano, Gigi, Popian would if she be up, Yasito Mabe. A good law, you know, the Yao needed the dinner, Kinsa with an ash in the entertainment. Couldn't he said the Pocolive? You know that you needed a guy, 2 years and get on other than the Beshi, they can have people so longer than Linga nigger. A go on the Nima, let a begging option. A sin lead. Ola. Alan Aze, joy only by she. At a Kukanarema. No go ye, Tishenda mood on Chessipian line. Shoga with an area, Tis out Maneva, Vulu, the Armado in the Tinamala. But Dinamo, the show your area, Palakanama Piala Maho. Lakanabia, TV Lesoyo, Mayaro, so that the Caratuera. Hola. Oh, a checkly down la me piavu, no. Piavi should I do a bedoavi, a loop shedona. The Kanagoye Makai Mamu, no. But Deja Mu, Mejia Mu. DNA Dario is in the Daisy, Miendeme Solution. Yoga would not in a pata Sassanilo, Dicana, Tambu Mary, should as a Pama Lamkanaja, Mishiu. Hola.
ဒါပေမဲ့လို့တဲ့ဒီတန်ဖိုးမဲ့တဲ့ဒီခန္ဓာတွေကပဲမိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းထိန်းသိမ်းပြီးတော့နေလိုက်နိုင်မယ်ဆိုလို့ရှိရင်အလွန်ကျဉ်းတဲ့စရာကောင်းတဲ့ကောင်းမှုတစ်ခုကိုပြုရရောက်သွားတယ်တန်ဖိုးရှိတာတစ်ခုကိုအရာယူလိုက်ရရောက်သွားတယ်အဲ့ဒါကဘာလဲဆိုတော့သီလတဲ့သီလဆိုတာဒီခန္ဓာကိုယ်ပဲအရင်ပြုပြီးတော့ဦးဇင်းတို့ဖြစ်အောင်လုပ်ကြရတာပြောချင်တိုင်းမပြောဘူးအပြစ်မကင်းတာဆိုမပြောဘူးလှုပ်ချင်တိုင်းမလှုပ်ဘူးအပြစ်မကင်းတာဆိုမလှုပ်ဘူးစောင့်စည်းတယ်ထိမ့်သိမ့်တယ်ဗျံပရာမပြောဘူးဗျံပရာမလှုပ်ဘူးနော်တကယ်ကိုလောကရဲ့စီကံတဲ့အညီပဲနေထိုင်တယ်ဘာနောင်တရတရားမှလှုပ်မထားဘူးပြောမထားဘူးဒါကြောင့်တွေးမိတိုင်းစိတ်ထဲမှာကြည်နူးရတယ်နှစ်သက်ရတယ်ကိုချင်းတီလာဖြူရှင်တဲ့ပုဂ္ဂိုလ်တွေဘယ်အထိသူကကောင်းကျိုးကသွားလဲဆိုတော့သီလယာဝဇရာတာတို့ဆိုတဲ့ဒေသနာလေးကြားဝင်နော်သီလဟာဥသိတံအောင်ချမ်းသာတယ်လို့ဟောတာဟုတ်လားအရှိသဖြင့်ပေါ့အနာဂတ်မှာမှန်မှန်ကန်ကန်နေထားတဲ့ပုဂ္ဂိုလ်အတွက်ဘာမှဆင်းရဲစရာကြောင်းမရှိဘူးတွေးလိုက်တိုင်းနှစ်သက်စရာကြည်နူးစရာလားလည်းဖြစ်တယ်ဟုတ်လားဒါကြောင့်သီလရဲ့ကောင်းကျိုးချမ်းသာဆိုတာပြောရင်ကုန်နိုင်စရာမရှိဘူးအခုလေးနေတဲ့ဒီအလုပ်ကိုလုပ်တယ်ဆိုတာလည်းပဲအဲ့ဒီသီလပေါ်မှာယက်တည်ပြီးတော့ပဲလုပ်ကြရတာယက်တည်တရားမရှိဘူးဆိုရင်ဦးဇင်းတို့ရှေ့ဆက်ပြီးတော့ကြီးပွားဖို့ဆိုတာမမျှော်လင့်သေးနဲ့ဟုတ်လားတခုဖို့ယက်တည်ပြီးတော့မှအလုပ်တစ်ခုကလုပ်လို့ရမှာဟုတ်နော်ဒါကြောင့်သီလကိုမြေကြီးနဲ့တူတယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားသီလမြေပေါ်မှာရက်ပြီးတော့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားလေးတွေကိုသတိထားပြီးတော့နေတဲ့သတိပဋ္ဌာန်လုပ်ငန်းစဉ်ကိုလုပ်မယ်ဆိုရင်တမာတိနဲ့ပညာကိုတည်ဆောက်နေရရောက်တယ်အဲသီလပေါ်မှာရက်တည်ပြီးတော့ပဲစောင့်တည်ရတယ်ကိုယ့်ရဲ့သီလပျက်စီးယိုယွင်းနေတယ်စောင့်စည်းမယ်ဆိုတဲ့စိတ်လည်းမရှိဘူးအဲ့လိုဗျံပရာနေထားတယ်ဆိုရင်ဒီစိတ်ကတည်ငြိမ်မှုရှိဖို့ဆိုတာမလွယ်ဘူးဟုတ်လားအမှန်တရားကိုထွန်းပြီးတော့သိနိုင်တော့တဲ့အဆင့်တည်းရအောင်တည်ငြိမ်မှုရဖို့ဆိုတာမလွယ်ဘူးပြန်လဲခတ်နေမှာပေါ့နော်ကိုယ့်ရဲ့မဟုတ်တာလုပ်တာတွေမှန်တာပြောတာတွေတော့ညင်နွမ်းနေတယ်မတန်ရှင်းနေတယ်ဒီကာယကံဝစီကံတွေကကိုယ့်ကိုဘာလုပ်နေမလို့နောင်တတရားတစ်ခုအနေနဲ့လာပြီးတော့ထိုးနှက်နေမှာပေါ့အဲ့ဒါကိုအရင်တို့အရင်ရှင်းနိုင်မှုမလိုဘူးလားအဲ့တော့လူတယောက်အနေနဲ့နော်သီလကတော့အရိယာဖြစ်မှညာနှုံးပြီးအာမခံချက်ရှိတာပေါ့သို့တော့ကိုကပျက်စီးသွားပြီဆိုရင်ဒါကိုအလေးကလူပြုရမယ်ငါပြန်ပြီးတော့ဒါကိုစောင့်တည်မယ်ကျင့်သုံးမယ်ဒီတိုင်းပျက်စီးရဲ့တန်လန့်နဲ့ငါမသွားဘူးလဲတဲ့အတိုင်းဒီတိုင်းကြီးမနေဘူးပြန်ပြီးတော့ထမယ်ညစ်ပေသွားတယ်ဒီတိုင်းဆက်ပြီးတော့အဝတ်တစ်ခုညစ်သွားတယ်ဒီတိုင်းဆက်မွေဘူးငါပြန်ပြီးတော့ဒါကိုခြေကြောမယ်ဖြူအောင်လုပ်မယ်အတိစိတ်ရှိရမယ်စာလို့ပြောရင်တော့အာယတိန်တံဝရပေါ့နောင်မှာစောင့်စည်းမယ်ဆိုတဲ့စိတ်ပေါ့နော်နောင်မှာစောင့်စည်းမယ်ဆိုတဲ့စိတ်နဲ့ပြန်ပြီးတော့စောင့်တည်လိုက်ရင်သီလပဂရိတိုင်းပြန်ဖြူစင်တာပဲဒါကြောင့်လူတယောက်အနေနဲ့ဖြူစင်တဲ့သီလရှိဖို့အတွက်၅ပါးသီလကိုအထူးဂရုပြုပြီးတော့စောင့်ထိန်ရမယ်နော်တကယ်တမ်း၅ပါးသီလကိုတာမန်လူတယောက်အနေနဲ့အမြဲတမ်းချိုးဖောက်နေတယ်ဆိုတာမရှိပါဘူးနော်တစ်လတစ်ခါနှစ်ခါလောက်ဒီလောက်အဲ့လောက်နဲ့ကိုယ့်ကိုယ်သီလမဖြူစင်ဘူးမစင်ကြယ်ဘူးလို့အမြင်ခံရတာကိုယ့်ကိုယ်ပြန်ပြီးတော့မြင်မိနေတာမတန်ဘူးလို့နားလည်ဖို့လိုတယ်သဘောပေါက်လားဦးဇင်းပြောတာနည်းနည်းလောက်ကလေးကိုကြိုးစားလိုက်လို့ရှိရင်ဖြူစင်တဲ့သီလကိုရမှာနော်ဟုတ်လားဒါကြောင့်မလို့တင်းတင်းရင်ရင်လှုပ်ပြလိုက်လှုပ်ကြည့်လိုက်ပေါ့ဟုတ်လားဒီသီလကိုဘလို့မှငါစိတ်ထဲမှာငါကောင်ကဆွဆွဲတဲ့အနေထားကိုမရအောင်နော်တန်တရားဖြစ်တဲ့အနေထားလေးကိုတောင်မရအောင်ငါကြိုးစားပြီးတော့စောင့်ထိန်ကြည့်လိုက်မယ်လှုပ်ကြည့်လိုက်အဲ့လိုလှုပ်ကြည့်ရင်သူ့ရဲ့စွမ်းအားကိုမြင်ရလိမ့်မယ်တွေ့ရလိမ့်မယ်ရှစ်ဆက်သွားဖို့အရင်သင့်မယ်နောက်ကျောင်းကလုံးဝအေးနေပြီသူကဟုတ်လားဒါကြောင့်သီလပေါ်မှာယက်တည်ပြီးတော့တမာတိပညာကိုပွားများရမယ်ဆိုတာနတ်သားတစ်ပါးကမြတ်စွာဘုရားကိုမေးလို့ဖြေတာလည်းရှိတယ်လောကဟာအတွင်းကလည်းရှုပ်နေတယ်အပြင်ကလည်းရှုပ်နေတယ်တဲ့အတွင်းကလည်းပဲလောဘဒေါသမောဟနဲ့ရှုပ်တယ်အပြင်ကလည်းပဲမမောစရာမကျင်တတ်စရာအာယုန်တွေနဲ့ရှုပ်တယ်အဲ့ဒီအရှုပ်အထွေးတွေကိုဘယ်လိုဖြေရှင်းရမလဲလို့မေးတာအန္တောဇတာဗဟိဇတာဇတာယဇတိတာပဇာနော်အတွင်းရှုပ်အပြင်ရှုပ်တွေနဲ့တတ္တဝါတွေဟာရှုပ်နေကြတယ်အဲ့ဒါကိုဘယ်လိုရှင်းရမလဲဆိုအဲ့ဒါမြတ်စွာဘုရားဘယ်လိုဖြေတော့သီလပေါ်မှာယက်တည်ပြီးတော့တဲ့တမာတိနဲ့ပညာကိုပွားများလို့ရှိရင်အတွင်းရှုပ်အပြင်ရှုပ်ကိုရှင်းနိုင်လိမ့်မယ်လို့အဲ့လိုဟောတယ်ဟုတ်လားအဲ့ဒီသီလကိုအရင်တို့ဘာကိုအရင်ထိပြုပြီးတော့ရအောင်ယူမလို့ဒီတန်ဖိုးမရှိဘူးလို့စောစောကပြောခဲ့တဲ့ခန္ဓာကိုယ်ပဲအခြေခံပြီးတော့အရင်ထိပြုပြီးတော့ရအောင်ယူရမှာဟုတ်လားဒါကြောင့်ဘာတန်ဖိုးရှိတယ်ဘာတန်ဖိုးမရှိဘူးလို့ခွဲခြမ်းပြီးတော့သိဖို့ကြိုးစားတဲ့နေရာမှာဒါဒုတိယအတွဲပဲဟုတ်လားစောစောကပိုင်ဆိုင်မှုနဲ့ဆွန့်လွတ်မှုကိုရှင်းပြတာနော်အခုကပါလေခန္ဓာကိုယ်နဲ့ကိုယ်ချင်းသီလကိုရှင်းပြီးတော့ပြတာနောက်တတိယအနှစ်သာရကတော့နော်စဉ်းစားစရာအကောင်းဆုံးနားလည်ဖို့လည်းနည်းနည်းခက်တယ်လို့ပြောရမယ်အဲ့ဒါကြတော့သူကဘာပြောတာတော့ဆိုတော့
နော်ဒီအသက်ရဲ့အနှစ်သာရဟာဘာဝနာတရားဖြစ်တယ်ဆိုတော့ပြောတာဘာဝနာဆိုတဲ့နေရာမှာတမာတိနဲ့ပညာကိုယူရတယ်လို့ဒီဥစ္စာကိုအရင်နားလည်ထားမှပို့ပြီးတော့ရှင်းမယ်နော်အဲ့တော့ရှင်းသန်းနေရတာရဲ့အနှစ်သာရဟာတမာတိနဲ့ပညာဖြစ်တယ်လို့ဒါတိုင်းပြောလိုက်တာပိုကောင်းတယ်နော်အဲ့တော့ရှင်သန်မှုဟာတန်ဖိုးမဲ့တယ်ဆိုတာကို तू ဘာအကြောင်းပြချက်နဲ့ပြောရတယ်လဲဒီစကားကိုသူ့မှာအကြောင်းပြချက်ရှိတယ်ဟုတ်လားအနိစ္စတိတဘာဝေနအဘိနပိလနထောဣမတ္တဇီဝိတတဘာဝနာနာမတာတော်တဲ့မူရင်းစကားလေးနော်အနိစ္စတိတဘာဝေနမတည်မြဲမှုအနိစ္စရဲ့အမြဲတမ်းနှိမ့်ဆက်ခြင်းကိုခံရတဲ့အတွက်ကြောင့်နိတ္တာရတတန်ဖိုးမဲ့တဲ့ဣမတ္တဇီဝိတတနော်တရပိတရဲ့နေရတဲ့ဒီအသက်ရဲ့တာတော်နာမအနှစ်သာရဆိုတာဘာဝနာတမာရိပညာဘာဝနာတရားပဲတဲ့အသက်ရဲ့အနှစ်သာရဟာတမာရိနဲ့ပညာလို့ပြောတယ်ဘာဝနာတရားလို့ပြောတယ်နော်အဲ့တော့အသက်ကိုအနှစ်သာရမဲ့တယ်လို့သူဘာကြောင့်ပြောရတယ်လဲမတည်မြဲမှုရဲ့နှိမ့်ဆက်တာကိုအမြဲခံရလို့တဲ့ပို့ပြီးတော့လူငယ်လေးတွေနားလည်အောင်ရှင်းအောင်ပြောရင်ဘာကြီးပဲဖြစ်နေပြီးသွားတာအဲ့ဒါကြောင့်မလို့တန်ဖိုးမရှိဘူးလို့ပြောတာအပေါ်ယံအရင်ပြောရမယ်ဆိုလို့ရှိရင်ဘလို့ဘဝကြီးမျိုးနဲ့ပဲနေကြရတယ်လို့ပဲပြောသိပြီဆိုတော့ပြီးတာပဲလေသိပြီဆိုတော့ပြီးသွားတာနော်သိခြင်းတရားဟာဖြစ်ခဲ့တာတွေအကုန်လုံးဘာတန်ဖိုးမှမရှိဘူးလို့ပြောလိုက်ရရောက်တယ်သိသွားတာသိသွားပြီးသွားရောဟုတ်လားဒါကြောင့်သိခြင်းတရားဖြင့်အဆုံးသတ်ရတဲ့ဘဝဟာဘယ်ဘဝမှခန္ဓာတဲ့ကြီးကျယ်တယ်လို့ပြောလို့မရအောင်သိခြင်းကိုမမြင်လို့သာလေဘဝရဲ့ပုံမှာအမျိုးမျိုးထင်နေတာအမှန်ကအတူတူပဲဘဝတွေကပါတူတာတော့သိရမယ့်ဘဝပေါ့ဆင်းရဲသားလည်းသိရမှာတတိလည်းသိရမှာဟုတ်လားလုတ်ပိုင်ခွင့်ရှိတဲ့လူလည်းသိရမှာဘာလုတ်ပိုင်ခွင့်မှမရှိတဲ့လူလည်းသိရမှာသိရမယ့်ဘဝကိုနော်ကျွတ်တို့ကအမျိုးမျိုးရှောက်ထင်နေကြတာတကယ်တမ်းကသိခြင်းတရားဆိုတဲ့အမှန်ကိုနားလည်မှုနေသေးလို့ဟုတ်လားသိရမယ့်ဘဝကိုတန်ဖိုးရှိတယ်လို့ပြောလို့မရအောင်အဲ့တော့ဒီနေရာမှာဒီမရဏဆိုတဲ့သဘောကအကျဉ်းမြင့်2မျိုးလောက်တော့အမြဲတမ်းနားလည်ရမယ်တဘဝတစ်ခါပြီးသွားတဲ့မရဏရှိတယ်လို့အချိန်တိုင်းပြီးလိုက်နေတဲ့မရဏလည်းရှိတယ်ခဏိကမရဏလို့ခေါ်တယ်အဲ့တော့ယောဂီတို့အဲ့ဒီမရဏကိုမြင်ဖို့အတွက်အခုသတိပဋ္ဌာန်တရားကိုအားထုတ်တာနော်တဘဝတစ်ခါသေရတဲ့အသေးကိုမြင်ဖို့အတွက်အားထုတ်နေတာမဟုတ်ဘူးနော်အချိန်တိုင်းသေနေတဲ့အသေးကိုမြင်ဖို့အတွက်သတိပဋ္ဌာန်တရားကိုအားထုတ်တာအခုတင်လေးဖြစ်ခဲ့တာသေဆုံးပြီးတော့မှအခုနောက်တစ်ခုဆက်ပြီးတော့ဖြစ်တာနောက်တစ်ခုရှင်သန်မှုကအမြဲတမ်းသွားတာပေါ့နော်အမြဲတမ်းသေဆုံးမှုနဲ့ရှင်သန်မှုနဲ့သွားတာဇာတိမရဏဇာတိမရဏအဲ့လိုသွားဖြစ်ပြည့်ဆိုလဲဒါပါပဲဟုတ်လားဖြစ်လာတဲ့အဲ့ဒါမရှိတော့ဘူးကောင်းတယ်ပြောပြောဆိုးတယ်ပြောပြောစိတ်တိုင်းကြားတယ်ပြောပြောမကြားဘူးပဲပြောပြောဖြစ်လာတဲ့အရာမှန်များဖြစ်ပြီးရင်မရှိတော့ဘူးတော့ဒုက္ခလည်းပဲဖြစ်ပြီးတော့ပြရတယ်ဒုက္ခလည်းပဲဖြစ်ပြီးတော့ပြရတယ်အပေါ်ယံကြည့်ရင်တော့ဒုက္ခကကောင်းတယ်ဒုက္ခမကောင်းဘူးလို့ထင်ကြရှိတော့လည်းပဲသူတို့ရဲ့ဖြစ်ပြီးပြရတယ်ဆိုတဲ့အမှန်တရားကိုမြင်မယ်ဆိုရင်သူတို့နှစ်ခုရဲ့တန်ဖိုးကဘာမှကွာခြားတယ်လို့ပြောလို့မရတော့သဘောပေါက်ရဲ့လားအဲ့ဒါအရိယာတွေကဘာမှမကွာခြားဘူးအကုန်လုံးကမကောင်းဘူးလို့မြင်သွားတာကိုအရိယာဖြစ်သွားတယ်ခေါ်တာဒုက္ခသစ္စာကိုမြင်သွားတာနော်ဒုက္ခဝေဒနာလည်းဒုက္ခပဲဒုက္ခဝေဒနာလည်းဒုက္ခပဲတကယ်တူညီမှုကြီးကိုမြင်သွားတာနော်အခုဦးဇင်းတို့တွေယောဂီတို့တွေကတူညီမှုကိုမမြင်သေးဘူးခွဲပြားခြားနားမှုတွေကြီးမြင်နေတာဒါကြောင့်အမျိုးမျိုးတုံ့ပြန်နေတာဟုတ်လားဒုက္ခဆိုရင်တော့ပြုံးနေတာပေါ့တုံ့ပြန်မှုတစ်မျိုးပဲဒုက္ခဆိုရင်တော့ဘယ်လိုတော့မဲမှာပေါ့နော်တုံ့ပြန်မှုတူလားအတူနော်လာဘောအလာဘောရတာနဲ့မရတာတုံ့ပြန်မှုတူလားရရင်တော့အလွန်ပြောပေါ့မရရင်တော့အလွန်စိတ်ပြက်ပေါ့ဟုတ်လားရှိမောနာနဲ့ကဲအဲ့ဒါကိုတုံ့ပြန်တာတူလားတရားကလေပင်ကိုဉဏ်ရှိလို့ရှင်အကျယ်ချက်တွေ့ရင်အလွန်တွေးစရာကောင်းတယ်ဟုတ်လားတူညီမှုကြီးမြင်နေရင်အလွန်ကောင်းပါပဲအခုကကျတော့မတူညီမှုကြီးမြင်နေတယ်သူကပါငါပါသူတို့ကခြေနေကောင်းတယ်တို့ကခြေနေမကောင်းဘူးဒါပါလေမတူတာပဲမြင်နေတာတော့မကြည်နဲ့ဘူးကြည်နဲ့တယ်ဆိုတာမတူတာတွေကိုမြင်လို့ဖြစ်လာတဲ့ခံစားချက်တွေပဲလေလောဘနဲ့ဒေါသပေါ့ဟုတ်လားတကယ်ကဦးဇင်းတို့တွေကအခုမတူညီမှုတွေတဲကနေတူညီမှုကိုတွေ့အောင်ရှားနေတာတတိကိုအရင်ပြုတ်ပြီးတော့ဝရိယကိုအရင်ပြုတ်ပြီးတော့တရားတရားကိုအရင်ပြုတ်ပြီးတော့ရှားနေတာဘာလေးပဲဖြစ်လာငါထင်တယ်လို့ကွဲပြားခြားနားမှုရှိတာဟုတ်ရဲ့လားတစ်ခုဖြစ်လာတယ်သိလိုက်တယ်နောက်တစ်ခုဖြစ်လာတယ်သိလိုက်တယ်နောက်တစ်ခုဖြစ်လာတယ်သိလိုက်တယ်တိပါများတဲ့အခါကျတော့သဘောပေါက်လာတယ်ဩဒါလည်းပဲဖြစ်ပြီးသွားတာပဲဟိုကလည်းပဲဖြစ်ပြီးသွားတာပဲဟောအနိစ္စနော်အရာအလုံးဟာအနိစ္စတဲ့ကိုအကျုံးဝင်သွားတာနော်တူညီမှုတွေအဲ့ဒါကိုပြောတာအဲ့ဒါကိုအလိုခန့်ခန့်ညာညာပြောတော့ဘယ်လိုပြောမလို့တာမင်ညလက္ခဏာတဲ့
ဟုတ်လားမတူညီမှုကြတော့ဘာပြောတော့ဝိသေသလက္ခဏာနော်ထူးခြားချက်ပေါ့နော်သဘောပေါက်ရဲ့လားအဲ့တော့ဒီအသက်ဆိုတာဘာလဲလို့မေးရင်တဘဝတစ်ခါပြီးတဲ့ရှုတော့ကကြည့်ရင်လည်းပြီးသွားတာပဲတော့တခဏတိုင်းပြီးနေတဲ့အနေထားကြည့်မယ်ဆိုရင်တော့ပိုးပြီးတော့လေးလေးနက်နက်မြင်ရမရောက်ဘူးလားရောက်တယ်ပိုးပြီးတော့လေးလေးနက်နက်မြင်ရရောက်တယ်အဲ့ဒီထိမြင်မှဘုရားလောင်းရဲ့နော်အတွေးအမြင်ဘုရားလောင်းရဲ့နော်ဒီစကားကိုဘုန်းတို့အများကြီးပို့ပြီးတော့နားလည်ရရောက်မယ်မတည်မြဲမှုဆိုတဲ့အနေစာကနှိမ့်ဆက်နေလို့နော်ရှင်းသန်းနေရတာဟာတန်ဖိုးမရှိဘူးလို့သူကပြောတာနော်ဖြစ်နေရတာဟာတန်ဖိုးမရှိဘူးဆိုခဏနေပြတ်တော့မှာမဟုတ်လို့ဟုတ်လားဖြစ်နေရတာတန်ဖိုးမရှိဘူးဆိုတာဘာကြောင့်ပြောတာတော့ခဏနေရင်ပြတ်သွားမှာမဟုတ်လို့နော်ဘုံဘုံတို့တွေကဒီအခြေအနေတိုင်းပြီးဆုံးလိုက်နေတာကိုမမြင်မဲနဲ့အမြဲတမ်းတီးနေတယ်လို့ထင်နေတာကိုအခုအခိုက်အတန့်လေးဖြစ်နေတဲ့ဥစ္စာလေးကိုငကိုယ်တော်ဟာလေးရဲ့အဆက်ငကိုယ်တော်ဟာလေးပဲဒါလေးပဲငကိုယ်တော်ကဖြစ်ခဲ့တာလေးပဲလို့ထင်နေတာငကိုယ်တော်ကဖြစ်ခဲ့တာမရှိတော့ဘူးဆိုတာကိုမသိဘူးငကိုယ်တော်ကဖြစ်ခဲ့တာလေးကအခုထိလည်းတီးနေတယ်အခုဖြစ်နေတာလေးကလည်းပဲနောက်မသိမချင်းတီးမှလို့ထင်နေတာကျတို့ကဖြစ်ချင်းပြည့်ချင်းကိုတော့မွေးဖွားတာနဲ့သေဆုံးတာနဲ့ဒီနှစ်ခုပဲများသောအားဖြင့်လူတွေကစိတ်ထဲမှာရှင်းတာပေါ့နော်မွေးလာတယ်ဖြစ်လာတယ်သေမှပဲပြီးသွားတယ်လို့ထင်တယ်မွေးလာတဲ့သေတာရဲ့ကြားထဲတော့ဘယ်ချိန်မှပြတ်သွားတာကိုမမြင်ဘူးတီးနေတယ်ဒီတိုင်းတီးနေတယ်ရုပ်တွေကဒီလောက်ပြောင်းပြနေတာကိုတော့ကျွတ်တော့မရိပ်မိဘူးနော်ဟုတ်တယ်မဟုတ်လားလွန်ခဲ့တဲ့9နှစ်လောက်ကနေတောင်မှကိုယ့်ရုပ်ကတူတာမဟုတ်ဘူးလေ10နှစ်လောက်ကဆိုရင်နည်းနည်းလေးတီးတာသွားပြီပေါ့နော်အနှစ်20ဆိုရင်တော့ငယ်တငယ်ချင်းတွေပါတောင်ရှုံမှတ်မိတော့ဟုတ်တယ်မဟုတ်လားအဲ့ဒီလောက်ကြီးပြောင်းလဲပြနေတာကိုတောင်ဦးဇင်းတို့ကဘယ်လိုထင်လဲအဲ့ဒီလူလိုပဲထင်နေတော့မယ်ဟုတ်လားကိုဘယ်လိုထင်နေတော့ဟိုတုန်းကလူလိုပဲထင်နေတာကိုဘေးကလူကိုလည်းဘယ်လိုထင်တော့သူလည်းဟိုတုန်းကလူပေါ့နော်အဲ့လိုဟိုတုန်းကလူလိုထင်တော့ဘာဖြစ်မယ်ထင်တော့အစွဲကြီးတာပေါ့ဒါပဲလေစွဲဆိုအဲ့ဒါကြောင့်စွဲတာဟုတ်လားငကိုဟာပြီးသွားပြီနောက်ဟာတွေကအစ်စ်တေးဆိုရင်ဦးဇင်းတို့မှာစွဲတဲ့အသိအကြောင်းမရှိဘူးဟုတ်လားအဲ့ဒါဘဝရဲ့သဘောရှင်းတန်းနေရတဲ့အသက်ရဲ့သဘောကိုဘုရားလောင်းဝေဖန်ပြတာအလွန်လေးနဲ့တယ်လို့ပြောတာနော်အနေစာတိသဘာဝေနအဘိနပိလနတောဣမတ္တဇီဝိတ္တမတည်မြဲမှုရဲ့အမြဲတမ်းနှိမ့်ဆက်တာကိုခံရတဲ့အတွက်ကြောင့်ပြောရရင်အမြဲတမ်းပြီးလိုက်နေလို့ဘယ်ဖြစ်ချင်းမှတန်ဖိုးမရှိဘူးလို့ပြောနေတာပဲသူကဟုတ်လားဒါပေမဲ့လို့တဲ့အဲ့ဒီတန်ဖိုးမရှိတဲ့ဖြစ်နေရတဲ့ရှင်းတန်းနေရတဲ့ဒီအသက်ထဲကနေပြီးတော့တမာရီနဲ့ပညာဆိုတဲ့ဘာဝနာတရားကိုရအောင်လုံနိုင်မယ်ဆိုရင်အဲ့ဒါအလွန်တန်ဖိုးရှိတယ်တဲ့ဘဝတန်ဖိုးမရှိဘူးသို့တော့ဘဝတန်ဖိုးမရှိဘူးလို့သိတဲ့အသိဉာဏ်ပညာကတော့တန်ဖိုးရှိတယ်အဲ့ဒီဥစ္စာလေးကိုကက်ကလေးနော်သေချာလေးပြန်နားထောင်ဘဝတန်ဖိုးမရှိဘူးသို့တော့တန်ဖိုးမရှိတာကိုတန်ဖိုးမရှိဘူးလို့သိလိုက်ရတဲ့အသိကတော့တန်ဖိုးရှိတယ်ဘာဖြစ်လို့တော့အဲ့ဒီအသိကဒီတန်ဖိုးမရှိတဲ့အရာတွေကနေလွတ်မြောက်သွားစေနိုင်လို့ဒီစကားလေးကိုသေချာလေးနားထောင်နော်ဒါတန်ဖိုးမရှိဘူးလို့အမှန်သိတယ်ဒါဉာဏ်ပညာပဲလေအဲ့ဒီဉာဏ်ပညာတစ်ချိန်မှာသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်ထိရအောင်မြင့်သွားမယ်ဆိုလို့ရှိရင်ဒီစိတ်ဟာကိလေသာကနေလွတ်သွားနိုင်တယ်စစ်မှန်တဲ့ချမ်းသာကိုရနိုင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါကြောင့်ဘဝကတန်ဖိုးမရှိတာမှန်တော်လည်းပဲအဲ့ဒီတန်ဖိုးမရှိတဲ့ဘဝကိုပဲတန်ဖိုးမရှိဘူးလို့သိရတဲ့ဒီအတိဒီဉာဏ်ပညာကတော့ဘာလို့တန်ဖိုးဖြတ်လို့ကိုမရအောင်ဟုတ်လားတို့တော့အဲ့ဒီဉာဏ်ပညာလည်းပဲတမာရီကိုပဲအခြေခံပြီးတော့ဖြစ်ရတယ်ဒါကြောင့်ပညာကြီးမပြောဘူးတမာရီနဲ့ပညာကိုတွဲပြီးတော့ပြောတယ်အဲ့ဒါကိုဘယ်လိုလုံးပြောတော့ဘာဝနာလို့ပြောတယ်ဟုတ်လားအခုအဲ့ဒါနေရတဲ့အချိန်တွေကနေပြီးတော့တနည်းအားဖြင့်အသက်သေးကနေပြီးတော့ယောဂီတို့ဟာအဲ့ဒီတန်ဖိုးရှိတဲ့အရာကိုအချိန်တိုင်းတရားတရားရဲ့ဝိရိယတရားတတိတရားရဲ့အဓိကတော့ဒီအရင်အနည်းသုံးလုံးပေါ့နော်ယုံကြည်မှုငါလုံးနိုင်တယ်ဘုရားကတကယ်ဘုရားအစ်စ်ပဲဘုရားဟောတာတွေအမှန်တွေပဲဒီအလုပ်ဟာတကယ်တန်ဖိုးရှိတဲ့အလုပ်တကယ်ချမ်းသာမှုကိုရနိုင်မဲ့အလုပ်ဒီယုံကြည်မှုကိုအခြေခံပြီးတော့မှဦးဇင်းတို့ဒီအလုပ်ကိုလုပ်နိုင်တော့နော်အဲ့ဒီယုံကြည်မှုရှိရင်ရှိသလောက်ကြိုးစားအထောက်မှုကဘာလို့ထက်တန်မယ်ပေါ့လုံးမယ်ဆိုတာဖြစ်တယ်ဟုတ်လားအဲ့ဒီဝိရိယရှိတာနဲ့အမျှတတိယလည်းဘာဖြစ်နေတော့ရှိနေတယ်ပေါ့ဝိရိယရှိတိုင်းတတိရှိတယ်ပေါ့တရားရဲ့ဝိရိယရဲ့တတိရဲ့သူတို့သုံးခုအလုပ်လုပ်ဖို့လိုတယ်ဟုတ်လားအဲ့ဒါကိုလှုပ်လိုက်တဲ့အခါကျတော့ဘာရမလို့ပညာတမာတိပညာဘာဝနာကိုရတယ်ဟုတ်လားဒါပဲတွေကနေဦးဇင်းတို့ယူရတာတော့ရှင်းနေတာလေးတွေကနေယူရတာနော်သေသွားပြီဆိုလုံးနိုင်မလားလုံးနိုင်ဘူးနော်ရှင်သုံးအခိုက်အတန့်လေးမှာဒီဟာကိုဦးဇင်းတို့ရအောင်ယူရတယ်ဒါကြောင့်လူတယောက်အသက်ရှင်နေတယ်
တန်ဖိုးရှိမရှိဆိုတာရှင်းသန်းနေတာလေးတစ်ခုကိုကြည့်ရုံနဲ့တော့မသိနိုင်ဘူးသူဘာရအောင်လုပ်နေတယ်လဲသူဘာရနေတယ်လဲဆိုတာကိုကြည့်ပြီးတော့မှပဲဝေဖန်လို့ရမယ်တော့ရှင်းသန်းမှုနဲ့ထိုက်တန်တဲ့ရခြင်းကတော့ဘာဝနာပဲကျန်တာတော့ရတာနဲ့ကတော့မထိုက်တန်သေးဘူးဆိုတဲ့အဓိပ္ပာယ်ကိုလည်းနားလည်ဖို့လိုရနော်ဟုတ်လားရှင်းသန်းနေရတဲ့အခိုက်အတန့်မှာဘာဝနာကိုရအောင်ယူလိုက်နိုင်မှဒီရှင်းသန်းမှုလေးနဲ့ထိုက်တန်တဲ့အရာတစ်ခုကိုရတယ်လို့ပြောရမယ်။ဘာလို့ကျွတ်တို့ရဲ့ရှင်းသန်းမှုကတိဋ္ဌာန်တကောင်ရဲ့ရှင်းသန်းမှုနဲ့မတူဘူးလေ။တိဋ္ဌာန်တကောင်ရဲ့ရှင်းသန်းမှုကဘာဖြစ်နိုင်ချေမှမရှိဘူး။ဘာရှင်းသန်းယုံမျှပဲ။တိဋ္ဌာန်နဲ့လူနဲ့ကြတော့ရှင်းပြရတာတော့အယမ်းထင်သာမြင်သာရှိတယ်။လူတွေအချင်းချင်းမှတော့မှတယောက်နဲ့တယောက်မတူဘူးလို့ထင်တယ်ဦးဇင်းက။ဖြစ်နိုင်ချေတွေမတူတာကိုကြည့်ပြီးတော့တန်ဖိုးကွဲပြားတယ်လို့ထင်တယ်။ဟုတ်လားဒီလူကဘယ်လောက်ဖြစ်နိုင်မလဲ။သူ့ရဲ့အခြေအနေအရရကဘယ်လောက်ထိဖြစ်ဖို့အတွက်အကြောင်းတရားတွေအနေနဲ့ပံ့ပိုးပေးနိုင်မလဲတူမလားတယောက်နဲ့တယောက်မတူဘူးနော်ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့တွေ့ခွင့်ရတဲ့လူနဲ့တွေ့ခွင့်မရတဲ့လူကဲအဲ့လိုရှင်းပြမယ်ဆိုရင်တော့ပိုးတော်သိတာသွားတယ်တူမလားမတူမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတွေ့ခွင့်ရနေတဲ့လူအချင်းချင်းတောင်မှတယောက်နဲ့တယောက်သူ့ရဲ့အခြေခံတွေးပုံမြင်ပုံတွေကိုလိုက်ပြီးတော့တူနိုင်မလားဖြစ်နိုင်ကြီးမတူကဲသူများနဲ့သူများမတူဆိုတာကိုပြောရတာနည်းနည်းကဲ့ရဲ့တရားလေးပါလေးတွေဖြစ်တတ်တယ်ဟုတ်လားအဲ့တော့ကိုနဲ့ကိုမတူဘူးဆိုတာကိုပဲမြင်းကြည့်စမ်းပါကိုတယောက်တည်းဘယ်သူမှမပါဘူးကိုတယောက်တည်းကိုပဲတစ်ချိန်နဲ့တစ်ချိန်အခွင့်အရေးရှိနေတာချင်းတန်ဖိုးရှိနေတာချင်းမတူဟုတ်လားဒီအလုပ်ကိုလုပ်မယ်ဆိုတော့ရောက်နေတဲ့အချိန်နဲ့ကိုယ့်အိမ်မှာကိုယ့်ဟာကိုယ်ပုံမှန်နေနေတဲ့အချိန်ရှင်ပြီးတော့ရှင်နေတာပဲဒီရှင်တန်မှုနှစ်ခုတူတယ်လို့ဆိုနိုင်မလားအဲ့ဒါလေးကိုအဓိကပြောရင်လားဟုတ်လားဒါလေးကခက်ခက်ကြီးဖန်တီးထားတဲ့အခြေအနေကောင်းလေးပဲပင်ကိုအခြေအနေကောင်းနေတဲ့မှာမှထပ်ပြီးတော့အခြေအနေကောင်းတစ်ခုကိုဖန်တီးထားတာဟုတ်လားဒါကြောင့်ဒါကိုပို့ပြီးတော့တန်ဖိုးထားမယ်ဒါကိုဖြုံးမပြင်းနဲ့ကျန်တဲ့အချိန်ကိုဖြုံးတာတဲ့ဒါကိုဖြုံးတာပို့ပြီးတော့နစ်နာဟုတ်လားကြံ9ရက်အတွင်းလေးမှာထိရောက်အောင်လုပ်ကြရမယ်ပေါ့နော်ဘုံပြောတာတွေအကုန်လုံးနားလေသဘောပေါက်တဲ့လူတွေကြီးပဲလို့ဘုံကယုံကြည်ပါတယ်ဟုတ်လားအေးအတပိတပေါင်းသူတော်ကောင်းတို့ဘာတန်ဖိုးရှိတယ်ဘာတန်ဖိုးမရှိဘူးဆိုတာကိုသိဖို့ဆိုတဲ့စကားနေပြီးတော့အခုထွက်သွားနော်ဥစ္စာပစ္စည်းရဲ့အနှစ်သာရသည်ဒါနကောင်းမှုဖြစ်တယ်ခန္ဓာကိုယ်ရဲ့အနှစ်သာရသည်သီလကောင်းမှုဖြစ်တယ်ရှင်းသန်းနေရတဲ့အသက်ရဲ့အနှစ်သာရသည်ဘာဝနာကောင်းမှုဖြစ်တယ်တဲ့ဒါဆိုလို့ရှိရင်တော်တော်လုံလောက်သွားပြီလို့ပြောရမယ်ဘဝမှာဘာတန်ဖိုးရှိတယ်ဘာတန်ဖိုးမရှိဘူးဆိုတာကိုသိအောင်ကြိုးစားတဲ့နေရာမှာအတော်လုံလောက်သွားပြီလို့ဆိုနိုင်တယ်အဲ့ဒီဥစ္စာကိုခိုင်ခိုင်မာမာနားလည်မှုရှိအောင်ဦးဇင်းတို့ကြိုးစားပြီးတော့တန်ဖိုးရှိတာကိုအရာယူရမယ်ပေါ့ဟုတ်လားအခုကုလိုရှင်များရောယောဂီများရောနော်ဒီအနှစ်သာရ၃မျိုးသလုံးကိုအခြေခံအကြောင်းတရားတွေကနေပြီးတော့ထုတ်ယူနေတဲ့အနေအထားတွေလို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ပိုင်ဆိုင်မှုတွေကနေပြီးတော့ဆွန့်လွတ်မှုကိုရအောင်ယူနိုင်ရတယ်ကိုတိုင်းတာနဲ့ကိုပေါ့ဟုတ်လားနော်ဒီခန္ဓာကိုယ်အရင်ပြုပြီးတော့သီလဖြူစင်အောင်စောင့်ထိန်ပြီးတော့နေနိုင်ကြတယ်ဒါကျင့်တတ်စရာပဲရှင်းသန်းနေရတဲ့ဒီအချိန်ဒီအသက်ထဲကနေပြီးတော့နော်တမာရီနဲ့ပညာကိုရဖို့အတွက်ဘာဝနာတရားကိုပွားများနေကြတယ်ဟုတ်လားဒါဝမ်းသာစရာဝမ်းမြောက်စရာစကားလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါအနုမောဒနာတရားစကားဆိုတာဒါပဲနော်ဒါကြောင့်တန်ဖိုးမရှိတဲ့အရာတွေကနေပြီးတော့တန်ဖိုးရှိတဲ့အရာတွေကိုမိမိတို့ရဲ့တရားဝရိယတတိအားလျော်စွာထိတ်ယူနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်းမြတ်တံပို့ပြီးအဆုံးသတ်ကြရအောင်ဗျာဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဝန္တုတေဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဝန္တုတေဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဝန္တုတေဒေတုမကံတေတရားနာပိသပေါင်းသူတော်အောင်တို့ဇာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေန
ခေငါဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသောဒါပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကိုးတည်သောအနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မနုဘဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကိုးတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံဃာနုဘဝေနဘဂထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှဖျားချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း